ဟယ်လိုအားလုံးမင်္ဂလာပါဒီလိုဘက်ကနေပြန်ကြလိုက်ပါတယ်လီဗာပူးတင်းရဲ့ဟာဗီအီလီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေငယ်လေးပြဆွေးနွေးခြင်းနေပေါ့နော်သူတစ်ပြေးဒါဒီလူငယ်သမားလေးကိုလီဗာပူးပရိသတ်တိုင်းဒါသဘောကျကြတယ်ချစ်ကြတယ်ပြီးတော့ဒီကစားသမားလေးကကျွန်တော်တို့အသင်းကိုဒါအများကြီးထောက်ကူဖြစ်ခဲ့တဲ့ကစားသမားတစ်ယောက်လို့လေကျွန်တော်ပြောအောင်မယ်ပေါ့နော်ပြောမယ်ဒီကစားသမားလေးကိုနည်းနည်းအတူကျုံသူ့ရဲ့ဒါကျွန်တော်တို့ဘယ်လိုအကျိုးပြုခဲ့တယ်ဒီကစားသမားဘယ်လိုလာခဲ့တယ်ဆိုတာမျိုးနဲ့ပတ်သက်ပြီးအနေငယ်လေးဆွေးနွေးကြည့်ကြတယ်ပေါ့နော်ဒီစသမားကပြောမယ်ဆိုရင်လူငယ်ကစားသမားဘဝတော်တော်လေးကိုဘယ်လိုပြောထဲတဲ့ပလီယာပုံစံမျိုးဖြစ်နေတဲ့အချိန်မှာလီဗာပူးရဲ့ဒါဘိုင်ယန်မြူးနစ်ရဲ့ရီယယ်မက်ဒရစ်ရဲ့တခြားအသင်းရဲ့ပေါ့နော်တခြားအသင်းတွေခေါ်ခဲ့တယ်ဒါပေမဲ့ဒီသမားလေးကဘိုင်ယန်မြူးနစ်တို့ရီယယ်မက်ဒရစ်တို့ကိုကြော်ပြီးတော့ဒါလီဗာပူးကသူ့ရဲ့အိမ်မက်အသင်းမှာဆိုပြီးတော့ဒါလီဗာပူးအသင်းကိုပြောင်းလာခဲ့တယ်ပြီးတော့ဒီလူငယ်အသင်းမှာလီဗာပူးရဲ့လူငယ်အသင်းမှာသူကစားခဲ့တယ်ပြီးတော့အငှားတွေထွက်ကစားတယ်ဖူဝန်တို့ဘာလို့မှသူအငှားတွေထွက်ကစားတယ်ခြေစွမ်းပြတယ်နောက်ပြီးတော့လီဗာပူးအသင်းကိုပြန်လာခဲ့တယ်ပြီးတော့ဒါခြေစွမ်းပြနေတဲ့အချိန်မှာပဲသူ6တော့ကျိုးသွားခဲ့တယ်ပေါ့နော်6တော့ကျိုးပြီးတရားဒီနီးပါးသူနားခဲ့တယ်ပြီးတော့ပြန်လာတဲ့အချိန်မှာလည်းအကောင်းဆုံးပုံစံနဲ့ကျွန်တော်ပြန်လာတယ်ဒါဂျာဂျင်ကလော့လက်အောက်မှာအကောင်းဆုံးထိုးတော့ခဲ့တဲ့သမားတယောက်ပြောမယ်ဆိုလို့ရှိရင်ဗျာဂျာဂျင်ကလော့ရဲ့နောက်ဆုံးယာတီနားမှာဆိုလို့ရှိရင်ဒါစူပါဆက်တယောက်အနေနဲ့ကိုဒါထုံးတောက်ခဲ့တဲ့သမားတယောက်ကျွန်တော်မမရဆိုလို့ရှိရင်ဒါခရစ္စတယ်ဘဲလီကိုနောက်ဆုံးလုံးသွင်းတာတို့မန်ချက်စတာကို7စီးနဲ့နိုင်တဲ့ပွဲတွေမှာဆိုလို့ရှိရင်တော့ဒီသမားလေးကထုံးတောက်ခဲ့တဲ့သမားတယောက်လို့ကျွန်တော်ပြောရမယ်ပေါ့နော်အဲ့တော့အာနီစ်လော့ရဲ့ဒါပရီးမီးယားလိရတဲ့ယာဒီမှာဆိုလို့ရှိရင်လေဒီသမားလေးကဒါတထောက်တနေရာကနေပြီးတော့ဒါကူညီပေးခဲ့တယ်ဒါအထွန်းတောက်ဆုံးကတော့ဂျာဂျင်ကလော့လက်အောက်မှာပေါ့နော်ဂျာဂျင်ကလော့တေချာလေးဒါပြုစုပြိုးထောင်ပေးခဲ့တဲ့သမားတယောက်လို့ကျွန်တော်ပြောရမယ်အဲ့တော့ဒါပရီးမီးယားလိရတယ်ကျွန်တော်တို့အဲ့ယာဒီပြီးတဲ့အချိန်မှာကျွန်တော်တို့ဒါ Freudian Village တို့တခြားကစားသမားကြီးရောက်လာခဲ့တယ်ရောက်လာတဲ့အချိန်မှာဒီကစားသမားလေးအတွက်နေရာမရတော့နေရာမရတော့ကစားသမားအတင်းဘက်ကနေပြီးတော့ဒီသမားကိုဒါရောင်းချတယ်ပေါ့နော်ရောင်းချတာနောက်ဆုံးဒါယာဒီပိတ်ကန်ဒီကျွန်တော်တို့ပြီးခဲ့တဲ့ຫນွေယာဒီပိတ်ကန်ဒီမှာဒါအပြောင်းရွှေ့ကဖြစ်ခဲ့တယ်အဲ့ဒါတော့ Aston Villa ကအငှား plus ဒါဝယ်ယူခွင့်နဲ့ဒီသမားလေးကိုဒါခေါ်ယူခဲ့တယ်အဲ့ဒီထဲမှာစာချုပ်အချက်လက်တွေဒီမှာပါတယ်ဗျာအဲ့ဒါတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်လီဗာပူးအသင်းကAston Villa အသင်းကဒါကစားသမားကိုပရီးမီးယားလိမှာ10ပွဲသုံးမယ်ဆိုလို့ရှိရင်ကစားသမားကိုမဖြစ်မနေဝယ်ယူရမယ်ပေါင်35တန်းနဲ့မဖြစ်မနေဝယ်ယူရမယ်ဆိုတဲ့စာချုပ်အချက်လက်ပါတယ်ဒါပေမဲ့မနီးယား report ထဲမှာဆိုလို့ရှိရင် Aston Villa ကပရီးမီးယားလိမဟုတ်ဘဲနဲ့ယူရိုပါလိဆိုရင်တော့ကစားသမားကိုစိတ်ကြိုက်သုံးခွင့်ရှိရဲအဲ့ဒီထဲမှာဘယ်နှပွဲသုံးရင်ဝယ်ယူရမယ်ဆိုတာမျိုးမရှိဘူးကစားသမားကိုပြောရမယ်ဆိုလို့ရှိရင်ဗျာပရီးမီးယားလိမှာ10ပွဲသုံးတော့ဝယ်ရမယ်တခြားဖလားတွေမှာသုံးမယ်ဆိုရင်တော့ဒါဝယ်စရာမလိုဘူးဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဒါကျွန်တော်တို့စောင်းရသည့်ဈေးကွက်ကျွန်တော်တို့ပြီးခဲ့တဲ့စောင်းရသည့်ဈေးကွက်မှာအသင်းနဲ့ဒါ Aston Villa နဲ့ညှိနှိုင်းမှုတွေလုပ်ခဲ့တယ် Aston Villa ကပြောမယ်ဆိုလို့ရှိရင်ဒါအသင်းဘက်ကို short ပေးဖို့ပေါ့နော်ဒါ10ပွဲကိုဒါဘယ်လိုပုံစံတွေသူတို့ဒီစာချုပ်ပုံစံတွေပြောင်းလဲဖို့လုပ်ခဲ့တယ်ဒါပေမဲ့လီဗာပူးအသင်းကဒါကိုညှင်းဆိုခဲ့တယ်လီဗာပူးအသင်းညှင်းဆိုခဲ့တဲ့အကြောင်းအရာကပြောမယ်ဆိုလို့ရှိရင်လီဗာပူးအသင်းကဒါပြီးခဲ့တဲ့ຫນွေရာသီမှာဘတ်ဂျက်ပေါ့နော်ဘတ်ဂျက်အရာဒီသမားကိုဒါရောင်းပြီးတဲ့စရင်သွင်းလိုက်တယ်ဆိုတဲ့ပုံစံမျိုးဒါပေါ်ပြထားတွေ့ရတယ်ပြောမှဆိုဘတ်ဂျက်ပိတ်လိုက်ပြီပေါ့နော်ကစားသမားကိုဒါရောင်းလိုက်ပြီဆိုတဲ့အခြေအနေတစ်ခုဖြစ်လိုက်တယ်ဒါပေမဲ့လက်ရှိမှာတော့ Aston Villa ကစားသမားကိုမဝယ်ဘူးဒါပြောမယ်ဆိုရင်ဗျာအဲ့လိုလုံနေရဖြစ်တဲ့အတွက်ကစားသမားအနေနဲ့ပွဲထွက်ခွင့်မရဘူးကစားသမားအနေနဲ့ပြည်မယ်ဆိုလို့ရှိရင်ဗျာတော်တော်လေးဝမ်းနေဖို့ကောင်းတယ်လီဗာပူးအသင်းကိုဒါသူရီမန်းချက်နဲ့လာခဲ့တယ်ဒါပေမဲ့ပွဲထွက်ခွင့်မရခဲ့ဘူးဒါပေမဲ့ Aston Villa ကိုဒါသူမျော်မှန်းချက်နဲ့တွားတယ်ဗျာပြောမယ်ဆိုလို့ရှိရင်ဇာသမားတွေရဲ့အိမ်မက်ကဘယ်လိုပြောမလဲဆိုရင် World Cup ဆော့ဖို့ပဲဗျာWorld Cup မှာသူနေရာနဲ့ရမလားဆိုပြီးတော့ဒါသူ Aston Villa တို့ဘာပွဲထွက်ခွင့်ရဖို့ပြောင်းသွားခဲ့တယ်လက်ရှိမှာWorld Cup ဆော့ဖို့နေတာသူမှပွဲထွက်ခွင့်ရဖို့တော့တော်တော်လေးရုန်းကန်နေရတဲ့အခြေအနေ Aston Villa နဲ့ဒါပြောမယ်ဆိုလို့ရှိရင်အသင်းကတာဝန်ရှိတဲ့သူတွေနဲ့ဒါဝိုင်းပြီးဖြတ်စည်းလိုက်တဲ့ကစားသမားတစ်ယောက်လို့ပြောရမယ်ပေါ့နော်အဲ့တော့ကစားသမားအနေနဲ့တော်တော်လေးနှမျောဖို့ကောင်းတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့မနေ့ကတက်လာတဲ့ပုံစံဒါစာချုပ်အရဆိုရင်တော့ကစားသမားအနေနဲ့ယူရိုပါလိမှာဒါပွဲထွက်ခွင့်တွေအများအပြားရပါစေလို့ပဲကျွန်တော်အနေနဲ့ဒါဆုတောင်းရမယ်ဒီကယ်လို့ကစားသမားအနေနဲ့အသင်းကိုပြန်လာမယ်ဆိုရင်ရောညီကိုအနေနဲ့ပြန်ပြီးလက်ခံကြလားဒါမှမဟုတ်လို့ရှိရင်လက်ခံပြီးတော့ပဲရောင်းချကြလားရောင်းချရင်ရောကျွန်တော်တို့ဒါပေါင်35တန်းကလက်ရှိမှာရပါမလားအာနီစ်လော့ကရောတကယ်လို့မရောင်းချရင်အသင်းရဲ့ဒါပြောမယ်ဆိုရင် squad တွေမှာထည့်ပါမလားအဲ့ဒါပတ်သက်ပြီးဝင်အောင်ဆွေးနွေးပြလို့ရပါတယ်ဗီဒီယိုလေးကိုသဘောကျရင် like and follow လုပ်ပေးဖို့လည်းမေတ္တာရပ်ခံချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်